ဒီနေ့မှာတော့ကျွန်တော်တို့အားလုံးရဲ့အကြံဆုံးဖြစ်တဲ့ရှမ်းခေါက်ဆွဲကိုအိမ်မှာနေရတာရှိနဲ့ professional ဆန်ဆန်လို့ချက်မလဲဆိုတာကိုပြသပေးသွားမှာပါဗီဒီယိုလေးထဲမှာအဆင့်ဆင့်ပြုလုပ်နည်းတွေကိုအသေးစိတ်ပြောပြထားတာမို့အဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်အရင်ဆုံးရှမ်းခေါက်ဆွဲဖက်လေးတွေကိုပြုတ်ရတက်တာအောင်ရေနဲ့စိမ်ထားပါမယ်လှီထားတဲ့စက်သားလေးတွေကိုစက်သားမုတ်တရုတ်မဆလာဖျူးစီတွေနဲ့ရတာထည့်ပြီးတော့နှက်ထားပါမယ်စက်သားတွေရတာနေထားချိန်မှာဟင်းနဲ့ချက်ဖို့အတွက်စက်သွန်ဖြူနီလေးတွေပြင်ဆင်ထားပါမယ်ရှမ်းခေါက်ဆွဲရဲ့အသက်ဖြစ်တဲ့အနစ်ချက်ဖို့အတွက်ခရမ်းကျင်သီးလေးတွေကိုလည်းကျိတ်ဆက်လေးနဲ့ကျိတ်ထားပါမယ်ရှမ်းခေါက်ဆွဲကောင်းကောင်းလေးရဲ့အဓိကချက်ကတော့ဒီခရမ်းကျင်သီးအနှစ်ပါပဲခေါက်ဆွဲနဲ့တွဲစားဖို့အတွက်ရေပဲလေးတွေလည်းထောင်းထားပါမယ်စီငွေးပြုလုပ်ဖို့အတွက်မြုပ်သီးမုံနဲ့တရုတ်မဆလာလေးတွေကိုစီပူလောင်းထားပါမယ်စီပူလောင်းထားတဲ့မဆလာတွေကိုနှမ်းလေးပါထည့်ထားပါမယ်စီပူလာရင်ခုနကအရသာနေထားတဲ့ကြက်သားတွေထည့်ပါမယ်အကြောင်းလေးလောက်ပဲငှက်များကြီးအနောက်လေးထည့်ကြော်ပါမယ်ကြက်သားလေးကြက်ပြီဆိုရင်တော့အိုးထဲကနေဆယ်ထားလိုက်ပါမယ်ဟင်းနဲ့ချက်ဖို့အတွက်စီပူတွေကိုစက်သွန်ဖြူနီထည့်ကြော်ပါမယ်စီသက်နံလေးငွေလာရင်ရောင်တင်မုတ်နဲ့နွမ်းမုတ်ထည့်ပါမယ်ပြီးရင်တော့ပဲငပိထည့်ပါမယ်ပဲငပိလေးတွေကြေသွားပြီဆိုရင်တော့ခရမ်းကျင်သီးကြိတ်ထားတာတွေထည့်ပါမယ်ပြီးရင်တော့အဖုံးလေးဖုံးပြီးတော့စီပြန်လာတဲ့အထိဒါမှမဟုတ်ခရမ်းကျင်သီးအနှစ်ကျလာတဲ့အထိချက်ပါမယ်ဒီလိုအနေထားလေးဆိုရင်တော့ရှားပါပြီနော်ရေစိမ်ထားတဲ့စံခေါက်ဆွဲဖက်လေးတွေကိုရင်နွေးဖြောပါမယ်စံခေါက်ဆွဲဖက်လေးတွေကရေကြကြစိမ်ထားရင်ရင်နွေးခဏလေးဖြောရုံပါပဲကဲခေါက်ဆွဲဖက်လေးရပြီဆိုတော့ရှမ်းခေါက်ဆွဲစလုပ်ပါမယ်ချက်ထားတဲ့ခရမ်းကျင်သီးအနီလေးတွေထည့်မယ်မြုပ်သီးကြော်လေးထည့်မယ်အနံလေးဝင်အောင်စီငွေးလေးထည့်ပါမယ်ကြော်ထားတဲ့ကြက်သားလေးတွေပါထည့်ပါမယ်ပြီးရင်တော့မြေပဲလေးထည့်ကြက်သွန်မိတ်လေးအုပ်လိုက်ရင်တော့ရတာရှိတဲ့ရှမ်းခေါက်ဆွဲလေးရှာပါပြီအားလုံးပဲစားကြပါအောင်ဗျာကျွန်တော်ကတော့တုပ်ပြီးချင်းမနေနိုင်တာနဲ့တထိုင်နဲ့စားပြီလို့ရတာကတော့ရှယ်ကောင်းစားရင်းနဲ့ရှမ်းပြည်ပတောင်ရောက်သွားပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်